ဒီနေ့ကတော့ကျွန်တော်ကဂျပန်သတင်းမပြောဘဲနဲ့ကျွန်တော်ဥမာကြီးမှန်ပြောင်းကြည့်ဘူးတဲ့အတွေ့အကြုံပြောပြချင်တယ်ပေါ့နော်ကျွန်တော်ကခီးတစ်ခုသွားတော့လမ်းမှာလမ်းမိစာစားမိတယ်ပေါ့နော်စားမိတာကနေဘိုက်အောက်နေပေါ့အဲ့တော့ခီးသွားနေတာဖြစ်တဲ့အတွက်ကြောင့်ဒါအရေးပေါ်ပေါ့နော်ကျွန်တော်ဝမ်းပိတ်စီတောက်ခဲ့ရတယ်နောက်ပြီးတော့ကျွန်တော်အိမ်ပြန်ရောက်လာတော့ဒီဝမ်းပြန်နှုတ်တယ်ပေါ့နော်အဲ့ဒီမှာဝမ်းကပြောရင် balance မညီတော့ဘူးနော်မညီတော့ဘဲနဲ့ဘလို့ဖြစ်သွားလဲဆိုဝမ်းနေရှော့တယ်အကြီးကျယ်ရှော့တယ်ရှော့ပြီးရှော့တာပေါ့ရှော့တော့ဆရာဝန်ပြောတော့ဆရာဝန်ကဒါပိုးဝင်တယ်ထင်တာပေါ့ဗျာမတန်းတဲ့အစားအစာတွေအဲ့တော့ပိုးသက်စီတောက်ခိုင်းတယ်အဲ့တော့3ရက်တောက်လာ3ရက်တောက်ပြန်ကောင်းတယ်ပြန်ကောင်းပြီးသွားတဲ့ခါမှာတပတ်လောက်ကြာရင်လူကပြန်နှုံးပြီးပြန်ရှော့ပြန်အောင်အဲ့ဒါအကျော်စိသွင်းလိုက်ပြန်ကောင်းတယ်ဒါပေမဲ့နောက်တစ်ပတ်ကြာရင်အဲ့လိုပဲဝမ်းပြန်ရှော့တယ်ပြန်နှုံးတယ်အဲ့တော့အကျော်စိသွင်းလိုက်ပိုးသက်စီ3ရက်ပြန်တောက်လိုက်နေအဲ့လိုပေါ့နော်ဒစ်လေလို့ကျွန်တော်ကနောက်ဆုံးကြတော့ကျွန်တော်ပြနေတာဒီရိုးရိုးဆရာဝန်ပေါ့နော်ရိုးရိုးအထွေထွေဆရာဝန်ဖြစ်နေတဲ့အတွက်ကြောင့်အဆိုင်ဦးလန်းကြောင့်အထူးကူနဲ့ပြမယ်ပြတင်တယ်လို့ကိုယ့်ဘာသာတွေးပြီးတော့နော်သွားပြတာပေါ့သွားပြတဲ့ခါမှာအဲ့ဒီမတိုင်ခင်ကကျွန်တော်ကရိုးရိုးဆရာဝန်ရပါတော့ stew RE ဆိုတာရှိတယ်ဝမ်းစစ်တာပေါ့နော်အဲ့ဒါကိုစစ်တယ်အဲ့ဒီကောင်ကဗျာပိုးစစ်တယ်ဝမ်းထဲမှာသွေးပါမပါအောင်အချမ်းပြင်းစစ်တယ်ပေါ့နော်ဒါပေမဲ့သွေးပါမပါအောင်အချမ်းပြင်းစစ်တယ်ကတကယ်မတိကြအောင်အဲ့ဒီ stew RE ကလေဘာဖြစ်လို့လဲဆိုတော့ तू ကအချမ်းပြင်းစစ်တာဖြစ်တဲ့အတွက်ကြောင့်ကိုယူတဲ့ဝမ်းဒီသွေးဆက်မပါခဲ့ဘူးဆိုရင် तू ကသွေးမပါအောင်ဆိုအဖြေထွက်တာပေါ့နော်ကြံတာတော့တော်တော်များများအရင်ကြီးတော့မှတ်မှန်ပြီးမဲ့အတင်းတင်းတော့မှန်တယ်လို့ပြောမှာပေါ့လေအဲ့တော့ तू က reset ကတော့ကျွန်တော်ပိုးမရှိတော့ဘူးเนาะဒါပေမဲ့သွေးလည်းမရှိဘူးဆိုပြီး H2RE စစ်တာအဖြေထွက်တယ်သူက1000ပတ်ချတယ်ပဲရှိပါတယ်စစ်တာအဲ့ဒီတော့ကျွန်တော်အဆိုင်ဦးလမ်းကြောင်းအထူးကိုပြတော့ तू ကကျွန်တော် H2RE မဟုတ်ဘဲနဲ့ H2Fit ကိုစစ်ခိုင်းတယ် H2Fit ကတော့9000ပတ်ဝန်းကျင်ရှိအောင်เนาะစစ်ခါ तू ကပိုးစစ်တာမဟုတ် तू ကသွေးအဖြေကိုစစ်တာပေါ့เนาะ तू ကသွေးအမှုန်လေးအထိစစ်လို့တယ်ပေါ့เนาะပြောချင်တာကဗျာလူမျက်လုံးနဲ့မမြင်နိုင်တဲ့သွေးတွေကစားပေါ့เนาะသွေးအမှုန်လေးတွေကစား तू ကတိတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါစင်ပိုတီးကြတယ်ပေါ့เนาะအဲ့ဒါစစ်လိုက်တော့တကယ်လို့ကျွန်တော်ယူလိုက်တဲ့ဝမ်းဒီသွေးမပါဘူးเนาะကျွန်တော်မျက်လုံးနဲ့တော့မမြင်သွေးမပါဘူးလို့ထင်ပေမဲ့သွေးအမှုန်လေးရှိနေတတ်တယ်အဲ့တော့ तू ကတိတိကျကျစစ်တဲ့အတွက်ကြောင့်result အဖြေကသွေးပြန်တွေ့တယ်ပေါ့နော်သွေးတွေ့တော့ဗျာတကယ်ကတော့ဗျာအဖြေကသွေးတွေ့တိုင်းဒီပေါ့နော်တစ်ခုဖြစ်နေရတာမဟုတ်ပါဘူးဥမာလိတ်ကောင်းပေါ့နော်အတွင်းလိတ်ကောင်းပြင်လိတ်ကောင်းဆိုရှိတာပေါ့နောက်ပြီးတော့စုပ်ကွဲတာပေါ့နော်စုပ်ကနည်းနည်းပေါ့နော်ဝမ်းတွေဘာတွေချုပ်တော့ကွဲသွားလို့သွေးထွက်တာဒါတွေလည်းဖြစ်နိုင်တယ်ဒါပေမဲ့ဆရာဝန်ကအထဲထဲမှာတစ်ခုဖြစ်နေမှာဆိုလို့ဗျာကင်ဆာဖြစ်နေမှာဆိုတော့ဥမာကြီးမှန်ကြောင်းကြည့်ရင်ပိုကောင်းပါပဲဆိုသူကကျွန်တော်အကြံပြီးတော့ကျွန်တော်လည်းဒါကျမ်းမာရေးဘိုးသူတာရှိရလေဥမာကြီးမှန်ကြောင်းကြည့်လိုက်တယ်ဆို10နှစ်ထိပေါ့နော်တကယ်လို့ဘာမှမဖြစ်ဘူးဆိုရင်ဒါကင်ဆာမရှိဘူးဆိုပြီးတော့အာမခံချက်တစ်ခုရှိတယ်ကွာကျွန်တော်နားလဲတော့ဟုတ်ပြီအဲ့ဒါနဲ့ဥမာကြီးမှန်ကြောင်းကြည့်မယ်ပေါ့ဗျာအဲ့တော့ဥမာကြီးမှန်ကြောင်းကဘယ်လိုလဲဆိုတော့နည်းနည်းရှင်းကြအောင်တချို့ဆရာဝန်တော်မှဒါကိုအစာအိမ်မှန်ကြောင်းလို့ပြောရပေါ့နော်တကယ်အစာအိမ်ကအထက်ဥမာကြီးကအောက်မှာရှိတာပေါ့နော်အဲ့ဒါကြောင့်မလို့ဒီရင်ပြေးရင်ကဲဖြစ်တဲ့လေချောင်းမှာဟိုပါပေါ့နော်တစ်ဆိုတို့ဖြစ်တဲ့အဆစ်တွေပြန်တက်တယ်ပေါ့နော်အော့အန်အဲ့လိုလူတွေကအစာအိမ်ဖြစ်တာအစာအိမ်သမားတွေကမှန်ကြောင်းကြည့်မယ်ဆိုရင်ဗစက်ကနေကြည့်ရတယ်ပေါ့နော်ဝမ်းနေပါကြတယ်တွေးပါတယ်ဆိုရင်အဲ့ဒီဟာကိုကြတော့ तू ကဥမာကြီးကဖြစ်တာအဆိုင်ရင်ပေါ့နော်ဒီမစင်အဟောင်းနေလည်းရှိအဲ့ဒါကြောင့်မို့သူဖင်ရကြည့်ရအဲ့တော့နောက်ဆိုကိုပြပြောပေါ့နော်ဘာလို့လဲဆိုတော့ဒီခုနကကျွန်တော်ပြောတဲ့ဟာမျိုးလို့ဖြစ်တဲ့ဗစက်ထဲထည့်တာကိုအဆိုင်မှန်ကြောင်းလို့ခေါ်တယ်ဖင်ရနေကြည့်ရတာကိုကြောင့်ဥမာကြီးမှန်ကြောင်းလို့ခေါ်တယ်ပေါ့နော်အဲ့တော့ဈေးကဘယ်လောက်ရှိရဲဆိုပုံမှန်ဈေးဆိုရင်တော့ဥမာကြီးမှန်ကြောင်းကြည့်ရသည်ပုံမှန်တာမန်ဈေးရုံတစ်ခုမှာဆိုရင်တော့အလဲလဲဈေးရုံတစ်ခုမှာဆိုရင်9သိန်းဝန်းကျင်ရှိတယ်အဆိုင်မှန်ကြောင်းကနည်းနည်းဈေးသက်တာ4သိန်းဝန်းကျင်ရှိတယ်ပေါ့နော်နှစ်ခုကိုတစ်ခါလေးလုတ်တယ်ဆိုရင်တော့ပတ်စံပို့ပြီးတော့နည်းနည်းရှော့ပြီးတယ်နာမည်ကြီးဈေးရုံတွေဖြစ်တဲ့ပင်လုံဈေးရုံလို့ဆိုရင်တော့ဒီထက်နှစ်ဆကုန်လိမ့်မယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ကသွားပြီးပြတာပေါ့ဗျာသွားပြတော့အဲ့ဒါစစ်မယ်ဆိုကျွန်တော်နေလေရဆိုတော့သူကကျွန်တော်ကိုဒီဝမ်းပျော်စီ၄ပလင်းတောက်ခိုင်းတယ်၄ပလင်းတောက်ခိုင်းတယ်အဲ့ဒါထားပါတော့နေလေ12နာရီတပလင်းညနေ9နာရီတပလင်းည9နာရီ10နာရီရောက်မှတပလင်းနောက်ပြီးတော့နောက်နေ့မနက်9နာရီမှတပလင်းပေါ့နော်အဲ့ဒါကိုရေ1လီတာနဲ့ရိုးပြီး4ပလင်းတောက်ရတယ်အဲ့ကြားထဲမှာဓာတ်စားဒါမှမဟုတ်ရိုးရေ1လီတာကြိုက်တော့တောက်ပေါ့နော်ကျွန်တော်ကအမုံတောက်အဲ့ဒီမှာနောက်ဆုံးမနက်ဒီပေါ့နော်ဥမာကြီးမှန်ပြောင်းကြည့်ရမယ်မနက်မှာကျွန်တော်ရဲ့ဝမ်းဆိုတော့သွားတယ်ဆိုရင်ဗျာဒါမှအဝါရောင်ဖြစ်ရတယ်ဒါပေမဲ့အဲ့ဒီဝိုင်းပြော့စီဥမိုင်းမှန်ကြောင်ကြည့်ဖို့ဝမ်းကလုံးဝရေလိုကြည်သွားတဲ့အထိပဲကျွန်တော်ကစက်တောင်မစိုးရိမ်တာမကြည်မာဆိုးလို့ပေါ့နော်ဒါပေမဲ့မနက်လဲရောက်တကယ်ဝမ်းဒီရေဒီလုံးဝအစားတွေအကုန်ရှင်းသွားတဲ့အတွက်တော့လုံးဝဘယ်လိုလဲကြည်တောက်ရှင်းပေါ့နော်ရေတိုင်းဖြစ်သွားတယ်အဲ့ဒီအနေထားရောက်တော့မှကျွန်တော်ကဆေးရုံသွားတယ်ဆေးရုံမှာချိန်တိုင်းနေအောင်သွားတယ်ဆေးရုံကကျွန်တော်ကိုဒါထားပါသူတို့ကတချို့သူတို့လည်းခံရမှာများလို့နေမှာပေါ့နော်အဲ့လိုဝမ်းရှင်းသွားပြီးကြည်သွားပြီးပြောပြီးတကယ်အငြိကြီးတွေရှိနေမှာရှိနေတက်လို့နေမှာနော်သူတို့ကကျွန်တော်ဝမ်းချူစီဖိနေအောင်ထိုးထည့်ပေါ့နော်အဲ့ဒါတော့တော်တော်နာတယ်လေဝမ်းချူစီတခါမှမထည့်ဘူးတော့နော်တော်တော်စူးအောင်တယ်အဲ့ဒါနဲ့တကယ်ကြည်ရတဲ့နေရာကိုရောက်အောင်တကယ်ကြည်ရတဲ့နေရာရောက်တော့ဒါတမားတော်ကကြည်တာပေါ့နော်ကျွန်တော်ခွဲစိတ်ဆရာဝန်ကြည်တာမဟုတ်တမားတော်ကြည်တယ်ဆိုရင်မိသေးဆရာဝန်တို့ဘာလို့မပါဘူးဗျာသူကကျွန်တော်ကိုထုံသေးပြီးတယ် AC ကအိတ်ချင်တဲ့အိတ်လို့ရတယ်မအိတ်ဘဲနဲ့နေလို့ရတယ်ကျွန်တော်မအိတ်ဘူးနော်အဲ့တော့တိနေတာပေါ့ထုံသေးတော့နားလားဆိုမနာဘူးဝမ်းချူတော့ကထိုးတဲ့ဟာမှနာသေးတယ်အဲ့ဒီဖိနေအောင်ထိုးတဲ့ဟာကမနာဘူးပေါ့နော်အဲ့တော့ပြောပြမယ်ဗစက်တဲ့ကိုထည့်တဲ့ပိုက်ကနည်းနည်းသေးတယ်ဖိနေအောင်ထည့်တဲ့ပိုက်ကပိုကြီးတယ်ဒါပေမဲ့ဒါဗစက်ထဲကိုထည့်တာတကယ်ခံရခက်တယ်အစာအိမ်မှန်ကြောင်းကြည့်တာလေဖိနေအောင်ထိုးလာကြတော့ဗျာဖိဆိုတော့တဲ့မှာကြက်သားတွေပါရှိတော့
ထုံသေးလဲပြီးတော့ဘာမှသိတော့မသိဘူးအဲ့ဒါနဲ့ तू ကိုယ့်ရဲ့ဦးလေးတွေကိုခွေပြီးကြည့်ရပါဗျာကြည့်တော့အသားအလုံးလေးတွေ့တယ်အသားအလုံးလေးကတေးသေးလေးပါအဲ့တော့ညှက်လိုက်တယ်ညှက်ပြီးတော့နောက်ကျတော့အဲ့တော့တခွဲကမှစစ်တယ်ပေါ့နော်ကင်ဆာဟုတ်လားမဟုတ်လားဆိုတော့ကင်ဆာမဟုတ်ပါဘူးရိုးရိုးအသားအလုံးပါပေါ့နော်အဲ့တော့ကျွန်တော်10နှစ်လောက်ဗျာဆေးဖြစ်သွားတာပေါ့ဘာမှမဟုတ်ပါဘူးတကယ်တော့သွေးတွေ့တာကကျွန်တော်ခုနကပြောသလိုပေါ့နော်စိုးကွဲနာလို့နော်ဖင်ကနည်းနည်းပုံးနေလို့သွေးချော်တာဖြစ်နိုင်ရရှိပါတယ်အဲ့ဒါဘူးသူကပြောတာနောက်ပြကျွန်တော်ပြောချင်တာဥမာကြီးမှန်ကြောင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်တည်လာတာအများကြီးရှိပါကျွန်တော်လေးလာတာအကြောင်းအရာတွေပေါ့နော်အခုတော့ကျွန်တော်ပုံမှန်ပြန်ဖြစ်သွားပြီပုံမှန်ပြန်ဖြစ်သွားပြီပေါ့နော်ဒါအထူးကူအစားရင်အထူးကူကျွန်တော်ကတမားတော်နဲ့ကြည်တာပေါ့နော်အထူးကူဟိုပါပေါ့ခွဲစိတ်လည်းရှိတယ်ခွဲစိတ်ကကြတော့ဘလိုအနေဓာတ်တွေမှာခွဲစိတ်ဆရာကိုပြရတယ်ရတော့ဒါဒီဘိုင်းဆိုင်ရပါတော့ကျွန်တော်ဥမာကြီးနဲ့ပတ်သက်တဲ့ခွဲရမယ်စိတ်ရမယ်ဒါမှမဟုတ်ကင်ဆာဖြစ်တဲ့အနေတိုင်းမှာပြတင်တာပေါ့နော်ဆက်ပြီးတော့လည်းကျွန်တော်တိတာလေးတွေပြောပြသွားပါမယ်ကျေးဇူးတင်ပါတယ်နော်